EMN ကထွက်တဲ့ခြီဆွဲပေါင်းမီပုံသစ်လေးနှစ်ပုံဒီနေ့ကြော်ညာပါမယ်ရှင်ဒါကနံပါတ်1ပုံလေးပါမမတို့ရေနံပါတ်1ပုံလေးကမမတို့ရေအရန်မရှိတာကြိုက်တယ်မမတွေယူပေးပေါ့နော်ဒီလိုကွာတာလေးပါကာလာလေးတွေမိတ်ဆက်မယ်ဈေးလေးတွေပြောပြပါမယ်ရှင်ဒါလေးကမမရဲ့အရှည်လေးကကြလို့ရှိရင်သူက29ပေါ့နော်ခါးကပတ်လေကမျှော်ကြိုခါးကဒီလိုဆွဲလိုက်ရင်38တော့ရှိပါတယ်နော်တင်ကကြလို့ရှိရင်မမတို့ရဲ့55ရှိပါတယ်ဒီလိုဘောင်းမီရဲ့အရှည်လေးက29ပေါ့29ဆိုဦးစိုးပြထားသလိုကွာတားလေးပေါ့နော်ခြေစလုံးတစ်ဝက်လေးပါစိုးအရက်က9ပေလေးရှိပါတယ်နော်ဒါလေးကကြလို့ရှိရင်မတို့ရဲ့ဒီလိုမျိုးပေါ့ဒီမျိုးလေးပါနော်အရှိမအိတ်ကက်လေးပါမယ်ဒါစိုးပြတာပန်းမိတ်ကက်ရောင်လေးပါနော်သူ့ကာလာလေး10ရောင်ပါပါတယ်မတို့ရေဒါလေးကတော့စိုးပြောသလိုနှုတ်ဖြူရောင်လေးပေါ့နော်အသားဘက်သွားတဲ့နှုတ်ဖြူရောင်လေးပါရှင့်ဒါလေးကတော့မတို့ရေအဖြူစွတ်စွတ်လေးပါမတို့ရေမဆိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာယာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင့်မတို့ဒါလေးကနှက်ပြရောင်လေးပါရှင့်သူ့ပန်းလေးတွေကမတို့ရေပန်းလေးတွေကဒီလိုအဖျားနေနားလေးမှာအကျစ်ပန်းထိုးလေးတွေပေါ့နော်ဒီရောင်လေးကတော့ခဲရောင်လေးပါမတို့ရေနောက်တစ်ရောင်လေးကရှားညိုရောင်လေးပါရှင့်ရှားညိုဆိုမဲ့လည်းအညိုပုတ်ပုတ်ကြီးမဟုတ်ပါဘူးရှင့်ဒါရှားရောင်လေးပါနောက်တစ်ရောင်လေးကခိုပြရောင်လေးပါနော်မတို့ရေဖုန်းနံပါတ်0951 37308ကိုလည်းဖုန်းဆက်ပြီးတော့မှာယူနိုင်ပါတယ်ရှင့်ဒါအသားရောင်လေးပါရှင့်နောက်ဆုံးရောင်လေးကအစိမ်းပုတ်ရောင်လေးပါနော်မတို့ရေကျေးဇူးတင်ပါတယ်နော်